Sony Xperia ဖုန်းမှာ product photography ကိုရှေ့ကောနောက်ကောကြည့်အောင်ရိုက်တဲ့နည်းလေးကိုမျှဝေပေးခြင်းပါတယ်ကင်မရာဖွင့်ပြီး Pro Photo Mode မှာ Function JPEG ကိုရောပြောင်းပါတယ် Timer 3 second ပေးပါတယ် Mode ကို Manual Mode ပြောင်းပါတယ် ISO ကိုအနည်းဆုံးထားပါတယ်ရှေ့ဆုံးကြည့်ခြင်းတဲ့နေရာကို Touch Focus လုပ်ပြီးတော့ရိုက်ပါတယ်နောက်ဘက်ကြည့်ခြင်းတဲ့နေရာကို Touch Focus လုပ်ပြီးတော့နောက်တစ်ပုံရိုက်ပါတယ်ရိုက်လို့ရလာတဲ့ raw file တွေကို Photoshop မှာဖွင့်ပါတယ်နှစ်ပုံကိုတစ် file ထဲမှာထပ်ပါတယ်ပေါ်ဆုံး layer ကို layer mask လုပ်ပြီးတော့ gradient black and white နဲ့တစ်ချမ်းကိုအုပ်စေခြင်းလို့ gradient mask ပေးပါတယ် gradient ကိုအနည်းငယ် fine tune ထပ်လုပ်ပါတယ် flatten image လုပ်ပြီး layer ပေါင်းပါတယ် history မှာ open နဲ့ less ကိုရှင်းကြည့်ပါတယ်